ဟိုရှိရှိတုန်းကရွာလေးတစ်ရွာမှာဦးစံတင်ဆိုတဲ့အလွန်ကက်ဆေးနေပြီးလောဘကြီးတဲ့တထေးတစ်ယောက်ရှိတယ်သူဟာဘသူ့ကိုမှမကူညီသလိုသူ့ရဲ့ရွှေငွေတွေကိုလည်းတပြားမှအလားအတာမအိတ်ဆိုင်ချင်သူပေါ့တနေ့မှာဦးစံတင်ဟာတောထဲကိုလမ်းလျှောက်ရင်းထူးဆန်းတဲ့မှန်ကူမှန်တောင်ကြည့်လို့ရတဲ့ကြောက်တုံးပြားတစ်ခုကိုကောက်ရခဲ့တယ်အဲ့ဒီမှန်ကူကတာမန်မှန်မဟုတ်ပဲအနာဂတ်ကိုမြင်နိုင်တဲ့မှန်ဖြစ်နေတာပါဦးစံတင်ဟာမှန်ထဲကိုကြည့်လိုက်တဲ့အခါသူ့ရဲ့နောက်ထပ်9နှစ်ကြာရင်ဖြစ်လာမယ့်အခြေအနေကိုမြင်လိုက်ရတယ်သူဟာအခုထက်10ဆလောက်ပိုချမ်းသာနေမယ်ဒါပေမဲ့သူ့ဘေးနားမှာတငယ်ချင်းတစ်ယောက်မှမရှိတော့ဘူးသူ့ရွာသားတွေအားလုံးကသူ့ကိုယွန်ရှာမုန်းတီးနေကြတယ်ဦးစံတင်ဟာပထမတော့ငါပိုချမ်းသာမှာပဲဆိုပြီးဝမ်းသာသွားတယ်ဒါပေမဲ့မှန်ကိုဆက်ကြည့်လိုက်တဲ့အခါသူ့ရဲ့နောက်ဆုံးချိန်မှာသူတယောက်တည်းအထီးကျန်စွာနဲ့ဖျားနာပြီးတေဆုံးနေတာကိုမြင်လိုက်ရပြန်တယ်ဘသူကမှသူ့ကိုရေတစ်ခွက်တောင်တိုက်မဲ့သူမရှိဘူးအဲ့ဒီမြင်ကွင်းကိုမြင်ပြီးဦးစံတင်ဟာအယမ်းထိတ်လန့်သွားတယ်နောက်မှာရွှေတွေအများကြီးရှိလဲငါ့ကိုချစ်မဲ့သူမရှိရင်ဒီစည်းစိမ်တွေကဘာလို့ဖို့လဲလို့တွေးမိသွားတယ်အဲ့ဒီနေ့ကစပြီးဦးစံတင်ဟာလုံးဝပြောင်းလဲသွားပါတော့တယ်ရွာကစင်းရဲသားတွေကိုစံနဲ့စီတွေဝေငှတယ်နှစ်လမ်းတရားတွေခင်းပေးတယ်သုံးလူတိုင်းအပေါ်ပြုံးပြုံးရွှင်ရွှင်နဲ့ကူညီတက်လာတယ်နှစ်အနေငယ်အကြာမှာသူဟာအရင်ကထက်ပိုမှချမ်းသာလာပေမဲ့ရွာသားတွေရဲ့အချစ်ဆုံးတထေးကြီးဖြစ်လာခဲ့တယ်သူဖျားတဲ့အခါမှာလဲရွာသားတွေကဝိုင်းဝန်းပြုစုကြလို့သူဟာပျော်ရွှင်စွာနဲ့အသက်ရှည်ရှည်နေသွားရပါတော့တယ်ပုံမြင်ရဲ့သင်ခန်းစာစည်းစိမ်ဥစ္စာဆိုတာတည်ရင်ယူသွားလို့မရပေမဲ့မိမိပြုခဲ့တဲ့ကောင်းမှုကုသိုလ်နဲ့လူတွေရဲ့မေတ္တာကတော့ထာဝရကြံရစ်နေမှာဖြစ်ပါတယ်